ကဲနှုတ်ဆက်မယ်နော်ချစ်တတ်တဲ့လူတွေအားလုံးမင်္ဂလာပါရည်စားမရှိသေးတဲ့သူတွေအားလုံးမင်္ဂလာပါအာဒီတန်ပုံများတယ်ရည်စားရှိတဲ့သူတွေလည်းမင်္ဂလာပါဟာဒါအသက်နဲလာပဲကျွန်တော်နာမည်အမျိုးမျိုးရှိပါတယ်အဖေမေပေးတဲ့နာမည်ရှိတယ်တငယ်ချင်းတွေခေါ်တဲ့နာမည်ရှိတယ်တငယ်ချင်းတွေကလည်းချစ်ရင်ချစ်တယ်လို့ခေါ်ပါတယ်ဒါပေမဲ့ဘသူတွေဘယ်လိုပဲနာမည်ပေးအများပေးတဲ့နာမည်ကတော့ပို့ပြီးလူလောကမှာအခြေပို့ခိုင်းတယ်လို့ထင်တယ်အခုခမည်းတော်သိတဲ့ဥဖုံးဓာတုဆိုတာအများပေးတဲ့နာမည်ပါအခုကျွန်တော်ဒီကိုရောက်လာတာတော့ဥဖုံးဓာတုအနေနဲ့ရောက်လာတာပါအခုဘယ်ခေါင်းစဉ်ပြောရမလဲလို့တိုင်ပင်ကြတော့ပထမကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကတော့ Smart Society လို့ပေးထားတာအဲ့ဒါကြီးဆိုလို့ရှိရင်နည်းနည်းလေးလေးမယ်တနည်းအားဖြင့်အဲ့ဒါမျိုးကြာရင်အကြောင်းသား200 300လောက်ကိုပဲ presentation point နဲ့ပါတယ်ရှင်းကောင်းမယ်ပေါ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာနောက်တစ်မျိုးဘယ်လိုပြောမလဲစဉ်းစားရင်းနဲ့ချက်ချင်းဆိုသလိုကျွန်တော်ဒါလေးတင်လိုက်တာပါခေါင်းစဉ်ကတော့ love plus question mark ဟုတ်ဒီအကြောင်းကိုဒီခမ်းမကြီးထဲမှာဒီလောက်များပြားလာတဲ့အကြောင်းသားတွေရှိပြောခွင့်ပေးတဲ့ကိုယ်တငယ်ချင်းကိုလည်းကျေးဇူးတင်တယ်ဝိုင်းဝန်းပြီးကူညီကြတဲ့ဆရာဆရာမတွေကိုလည်းကျေးဇူးတင်တယ်အထူးသဖြင့်ကျောင်းသားကျောင်းသူတွေအားလုံးကိုကျေးဇူးတင်တယ်ဗမာပြည်မှာတက္ကသိုလ်တွေအများကြီးပဲရှိတယ်မန္တလေးရတနာဘုံတက္ကသိုလ်မောင်မောင်နိုင်ရှိမှာဟောဘူးတယ်နောက်ပြီး Alpha 9မှာလည်းဟောဘူးတယ်မန္တလေးတက္ကသိုလ်ကြီးထဲမှာရန်ကုန်တက္ကသိုလ်ထဲမှာလည်းဟောဘူးတယ်ဟိုတနေ့ကလိုင်းနေမြေမှာဟောရတယ်ပုံမလင်းလင်းပြောရလို့ရှိရင်မုံရွာတက္ကသိုလ်လောက်စီကားပြီးတော့ကျောင်းသားများတာဒီကျောင်းတစ်ကျောင်းပဲရှိပါတယ်ရန်ကုန်သူတွေလည်းချောတာပဲမန္တလေးသူတွေလည်းလှတာပဲမုံရွာသားတွေကပို့ပြီးလှလိုက်လို့စိတ်ထဲမှာကျွန်တော်ခံစားနေရတယ်ကဲကျွန်တော်ဟောပြောချက်လေးကျွန်တော်ဟောပြောချက်စကြပါစို့10 နာရီလဲစခွဲပါပြီ